အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ဒေါက်တာဆန်းဆန်းဝင်း Professor and Head Endocrinology Department University of Medicine 2ကဖြစ်ပါတယ်ရှင်ကျွန်မဒီနေ့ဆွေးနွေးမယ့်ခေါင်းစဉ်ကတော့ Finerenone in heart failure ပါဘာဖြစ်လို့လဲဆိုလို့ရှိရင် Finerenone က chronic kidney disease တွေမှာကောင်းတာတော့အတော်များများသိထားပြီးပါပြီအဲ့တော့ heart failure မှာရော Finerenone ရဲ့ role ကဘယ်လိုရှိလဲဆိုတာကိုကျွန်မဒီနေ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ရှင်ဒါကတော့ကျမရဲ့ outline လေးတွေပါဒီအကြောင်းအရာတွေဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့အခုခေတ်မှာကျမတို့ cardio kidney metabolic syndrome CKM syndrome ဆိုတာကတော်တော်လေးပြောလာကြပါတယ်အဲ့တော့ကျမတို့ diabetes ရှိတဲ့လူ obesity ရှိတဲ့လူတွေဟာဆိုလို့ရှိရင်သူက cardiac ကော kidney မှာကော liver မှာကော metabolic syndrome နဲ့အားလုံးချိတ်ဆက်ပါတယ်တွဲပါတယ်ယောဂတစ်ခုရှိရင်တခြားယောဂတွေတခြား organ တွေကိုလည်းထိခိုက်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ဝါလာတဲ့အခါကျရင် fat တွေများလာတယ်adipose tissue တွေများလာတဲ့အခါကျလို့ရှိရင်အဲ့ဒီကနေမှ adipokine တို့ cytokine တို့တွေထွက်လာရင်အဲ့ဒီကနေမှ liver ကိုသွားပြီး atopic fat deposition ဖြစ်တယ်ပြီးရင်ကျမတို့ fatty liver လို့ခေါ်တဲ့အခုအခေါ်အဝေါ်ကတော့ MASLD ပေါ့နော်အဲ့ဒီယောဂဖြစ်တယ်ဒါနောက် fat တွေများလာတဲ့အခါကျလို့ရှိရင် heart မှာ atherosclerosis နဲ့ myocardial infarction myocardial remodeling fibrosis cardiac dysfunction တွေရတယ်ဒါအပြင်ကိုအဲ့ဒီ fat တွေကနေပြီးတော့ chronic inflammation ဖြစ်တဲ့ mediator တွေကိုထွက်တဲ့အခါကျတော့အဲ့ဒီ mediator တွေကြောင့်မို့လို့ kidney မှာ glomerulosclerosis tubulointerstitial fibrosis chronic kidney disease ဒါတွေရပါတယ်ဒါကြောင့်မို့လို့ကျမတို့ obesity ရှိတယ် diabetes ရှိတယ်ဆိုရင်အဲ့လူတွေမှာဆိုရင်ကျမတို့ကဘာတွေဖြစ်နိုင်လဲ heart လည်းထိနိုင်တယ် kidney လည်းထိနိုင်တယ် liver လည်းထိနိုင်ပါတယ်ဒါကြောင့်မို့လို့သူ့ကို cardio kidney metabolic syndrome လို့အခုခေတ်မှာတော်တော်လေးပြောလာကြပါတယ်ကျမကတော့ဒီနေ့ပြောမှာဆွေးနွေးမှာကတော့heart failure နဲ့ပတ်သက်ပြီးပြောမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ heart failure မှာ left ventricular ejection fraction ပေါ်မှာမူတည်ပြီးတော့ classification တွေခွဲထားပါတယ်အဲ့တော့ ejection fraction 40 အောက်ရောက်ရင် heart failure reduced EF ခေါ်ပြီးတော့41ကနေ49ဆိုရင် heart failure moderately reduced EF လို့ခေါ်ပါတယ်တကယ်လို့ EF ကကောင်းတယ်ပေါ့နော် 50% ကျော်တယ်ဆိုရင် heart failure preserved EF လို့ခေါ်ပါတယ်အဲ့လိုမျိုး၃ပိုင်းခွဲထားပါတယ်အဲ့တော့ခွဲတဲ့အခါမှာကြာရင်ဒီ၃မျိုးလုံးကတော့ heart failure ရဲ့ symptom တွေတော့ရတတ်တယ်ဒါပေမဲ့ preserved EF မှာကကြတော့သူက ejection fraction ကြာရင်မကျဘူးပြီးရင်သူ့မှာဗာလဲဆိုရင် natriuretic peptide တွေများတယ်အဖြစ်အများဆုံးကလည်း preserved EF type ကအဖြစ်အများဆုံးပဲ 50% က heart failure ရဲ့ type တွေထဲမှာဆိုရင် common အဖြစ်ဆုံး type ဖြစ်တယ်ပေါ့နော်အဲ့တော့ pathophysiology နဲ့ပတ်သက်လာလို့ရှိရင်ကြတော့ကျမတို့ဥပမာဆိုလို့ရှိရင် heart failure ဖြစ်ဖို့ဆိုလို့ရှိရင်ကျမတို့ hypertension ရှိမယ် coronary artery disease ရှိမယ် cardiomyopathy ရှိမယ်ဒါမှမဟုတ်လို့ရှိရင်လည်းတခြား arrhythmia တွေရှိမယ်အဲ့လိုတွေရှိတယ်ဆိုလို့ရှိရင်ကျမတို့ဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်peripheral arterial resistance တွေတက်လာမယ်ပြီးတဲ့အခါကျလို့ရှိရင် volume overload တွေဖြစ်မယ် volume failing တွေရော့မယ်အဲ့ကမှ cardiac output ကကျလာမယ်ပေါ့နော် cardiac output ကျလာတဲ့အခါကျရင်လည်းတစ်ဖက်မှာဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုလို့ရှိရင် cardiac ရဲ့ hemodynamic cardiovasoreceptor reflex တွေက stimulate ဖြစ်လာမယ်တစ်ဖက်မှာကျတော့ kidney ကို hypoperfusion ဖြစ်မယ်ဖြစ်တဲ့အခါကျလို့ရှိရင်တစ်ဖက်က cardiovasoreceptor reflex တွေရရင် sympathetic nervous system activation ဖြစ်မယ်တစ်ဖက်မှာကျတော့ဘာဖြစ်မလဲဆိုလို့ရှိရင်renin angiotensin adrenocorticaine system activation တွေဖြစ်လာမယ်ဒါက heart failure ဖြစ်တယ်ဆိုလို့ရှိရင်ဖြစ်တဲ့ pathophysiology ပေါ့နော်တစ်ဖက်ကကျတော့ sympathetic nervous system activation ဖြစ်မယ်တစ်ဖက်ကကျတော့renin angiotensin adrenocorticaine system activation တွေဖြစ်လာမှာဖြစ်တယ်ပေါ့အဲ့တော့ဒီ RAA system activation ဖြစ်တဲ့အခါကျတော့mineralocorticoid receptor တွေက over activation ဖြစ်တယ် over activation ဖြစ်တဲ့အတွက်ကြောင့်မလို့သူက pulmonary hypertension ရမယ် arterial hypertension ရမယ် heart failure ရမယ်ပြီးတဲ့အခါကျလို့ရှိရင်ဘာဖြစ်မလဲဆိုလို့ရှိရင် kidney disease တွေဖြစ်လာမယ်ဘာလို့လဲဆိုရင်ဒါ mineralocorticoid MR receptor တွေ hyper activation ဖြစ်တယ်အဲ့တော့ဒီ MR receptor တွေကိုကပြန်ပြီးတော့ block လုပ်မယ် antagonist ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လာမလဲဆိုလို့ရှိရင် cardiac က remodeling ကျလာမယ် inflammation တွေကျလာမယ် fibrosis တွေကျလာမှာဖြစ်ပါတယ်ဒါအပြင်စောစောကကျမတို့ CKM မှာပြောခဲ့တယ်ဝါတဲ့လူ fat တွေများတဲ့လူအဲ့တော့အဲ့ဒီ fat တွေကနေပြီးတော့ adipokine တွေကလည်းထွက်တယ်
အတီဘူကိုင်းတွေထွက်တဲ့ခါကျတော့အဲ့ဒီအတီဘူကိုင်းတွေက myocardium ကိုဘာသွားလုပ်ပေးလဲဆိုလို့ရှိရင် inflammation တွေဖြစ်စေတယ် fibrosis တွေဖြစ်စေတယ်အဲ့ဒီကနေမှသူက cardiac က hypertrophy ရလာတယ် myocardium က hypertrophy ဖြစ်လာတယ်အဲ့ဒါဆိုရင်ကျမတို့ကစဉ်းစားစရာရှိလာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး mineralocorticoid receptor hyperactivation ဖြစ်နေလို့ဒီ consequences တွေရလာတယ်အဲ့ဆိုရင်ဒီ MR ကို block လုပ်လိုက်ရင်ကျမတို့ဒါတွေဆိုရင်ဒါတက်တာဝါနိုင်မလားပေါ့နော်တက်တာနိုင်မလားကြည့်တဲ့အခါ MR ကို block လုပ်နိုင်တဲ့ဆေးတွေကဘာတွေရှိလဲဆိုလို့ရှိရင် steroidal MRA ရှိတယ် non steroidal MRA ဆိုတာရှိတယ်ပေါ့နော် steroidal MRA မှာဆိုလို့ရှိရင်ကျမတို့အမြဲသုံးနေတဲ့ spironolactone ရှိတယ်နောက်မှပေါ်လာတဲ့ eplerenone ရှိတယ် non steroidal MRA မှာဆိုရင်တော့အများကြီးရှိခဲ့တယ်ဒီမှာဆိုလို့ရှိရင်ကြတော့ဗာလဲဆိုရင်acerinone bezinerone eplerenone oxygerenone ရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီ non steroidal MRA တွေကတခုမှ study တွေမှာဆိုလို့ရှိရင် primary endpoint ကိုမပြနိုင်ခဲ့ဘူး good result ရတယ်လို့မပြနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့သူတို့တွေက fade out ဖြစ်သွားတယ်ပေါ့နော်မပေါ်လာတော့မထင်ရှားလာတော့ဘူးနောက်2021မှာမှ finerenone ဆိုတာပေါ်လာတယ်ဒါ non steroidal MRA ထဲမှာတခုဒီတော့ပေါ့နော်ကောင်းတယ်လို့ပြနိုင်တဲ့MRA ပေါ်လာတယ်ပေါ့အဲ့တော့အဲ့ဒီ MRA တွေနဲ့ပတ်သက်ပြီးတော့ကျမတို့ heart failure မှာဘယ်လို trial တွေလုပ်ခဲ့လဲဆိုရင် landmark trial တွေမှာက1999မှာ Ray trial spironolactone နဲ့ reduce EF မှာလုပ်ခဲ့တယ်2003မှာဆိုရင် FESS ဆိုပြီးတော့ post MI မှာ eplerenone နဲ့လုပ်ခဲ့တယ် emphasis HF ဆိုတာကကြတော့ reduce EF မှာပဲ eplerenone နဲ့လုပ်ခဲ့တယ် top cap ဆိုတာ2014မှာ eplerenone နဲ့ပဲသူကတော့ presa EF ပေါ်မှာလုပ်ခဲ့တယ်ပြီးရင်နောက်ပိုင်းအခုအသစ်ထွက်တဲ့ fine up figaro fidelio ဒီကောင်တွေကတော့ eplerenone နဲ့2024မှာလုပ်ခဲ့တယ်ပေါ့နော် presa EF ပေါ်မှာအဲ့တော့ကျမတို့ study တစ်ခုချင်းစီကြည့်ရင်ဒီ Ray trial ကိုကြည့်လိုက်တဲ့အခါကျတော့ adetone နဲ့ spironolactone နဲ့သူက reduce EF မှာလုပ်တယ်လုပ်တဲ့အခါကျတော့ကောင်းတာကိုတွေ့ရတယ် 30% death ကိုချပေးနိုင်တယ်35% of worsening of heart failure ကိုချပေးနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာဒီ study ထွက်ပြီးတဲ့အခါကျမတို့ spironolactone တွေကိုအရင်သုံးကြပါတယ်ဒီလိုမျိုး reduce EF heart failure တွေမှာပေါ့နော်ဒါပေမဲ့တခုကတော့ဒီ spironolactone နဲ့ Ray trial မှာဘာတွေ့လဲဆိုလို့ရှိရင်တော့ placebo နဲ့ရှင်ရင်တော့ spironolactone သုံးတဲ့အုပ်စုတွေမှာ hyperkalemia ရတာကိုတွေ့ရတယ်ပေါ့နောက် study တခုကကြတော့ emphasis HF ဆိုတာသူက eplerenone နဲ့ reduce EF ပေါ်မှာစမ်းကြည့်တာစမ်းကြည့်တဲ့အခါကျ reduce EF မှာစမ်းကြည့်တဲ့အခါကျတော့သူကလည်းဘာဖြစ်လဲဆိုလို့ရှိရင်ကောင်းပါတယ် 18% reduction ရတယ်cardiovascular death ကို worsening of heart failure ရောမှာ 18% ကျတာကိုတွေ့ရတယ်အဲ့တော့သူကလည်း eplerenone ဒီလည်း reduce EF heart failure မှာကောင်းတာကိုပြနိုင်ခဲ့တယ်ကဲဒါဆိုလို့ရှိရင်ကျမတို့ moderately reduce EF နဲ့ presa EF ပေါ်မှာရောစမ်းကြည့်မယ်ဆိုပြီးတော့စမ်းကြည့်တယ် eplerenone နဲ့အဲ့ဒါကို top cut study လို့ခေါ်တယ်အဲ့ top cut study ကိုလုပ်လိုက်တဲ့အခါကျတော့ဘာတွေ့လဲဆိုလို့ရှိရင်ကျမတို့ကတိတ်ပြီးတော့ကွာခြားတာမတွေ့ရဘူးဒါပေမဲ့ဒီမှာတစ်ခုထူးခြားတာက top cut study ကနည်းနည်းလေးလူမျိုးပေါ်မှာ race နဲ့ region ပေါ်မှာနည်းနည်းလေးကွာသွားတယ် American တွေပေါ်မှာဆိုရင်တော့နည်းနည်းလေးကောင်းတဲ့ effect ကိုပြပြီးတော့ Russia နဲ့ Georgia တွေမှာဆိုရင်တော့ဘာမှ effect မပြဘူးအဲ့တော့ conclusion အနေနဲ့တော့သူကဘာယူဆလိုက်လဲဆိုလို့ရှိရင်အဲ့ top cut study မှာကတော့ significant benefit မရှိဘူးလို့ပဲယူဆလိုက်တယ်အဲ့တော့ eplerenone နဲ့ presa EF heart failure မှာစမ်းကြည့်တဲ့အခါမှာလည်းကောင်းတာကိုမတွေ့ရဘူးပေါ့နောက် study တစ်ခုကကြတော့ split HF study လို့ခေါ်တယ်သူကကြတော့ spironolactone ကိုတွားပြီးတော့ presa EF ပေါ်မှာတွားစမ်းတယ်စမ်းတဲ့အခါမှာဆိုလို့ရှိရင်လေသူကဘာတွေ့လဲဆိုလို့ရှိရင် primary outcome တွေဖြစ်တဲ့ cardiovascular death ပြီးရင် heart failure worsening heart failure hospitalization အဲ့နေရာတွေမှာတခုမှကောင်းတာကို benefit ရတာကိုမတွေ့ခဲ့ပါဘူးအဲ့တော့ဒါကြောင့်မလို့ split HF trial ကလည်းဘာပြောလဲဆိုရင် spironolactone က did not significantly improve clinical outcome or reduce hospitalization cardiovascular death in patient with preserved EF or moderately reduced EF တွေမှာမကောင်းဘူးဆိုတာကိုသူကပြခဲ့ပါတယ်အဲ့တော့ကျမတို့ဒါဆိုလို့ရှိရင်ဒီ heart failure မှာရှိတဲ့ evidence တွေ revolution တွေ gap တွေကိုကြည့်တဲ့အခါမှာ Ray trial က reduce EF ပေါ်မှာကောင်းတာပြခဲ့တယ်2003မှာ EFISES နဲ့
emphasis HF ကလည်း eplerenone တွေက reduce EF ပေါ်မှာကောင်းတာကိုပြခဲ့တယ်ဒါပေမဲ့ top cut study အရ eplerenone က pressa EF ပေါ်မှာသွားဆန်းတဲ့အခါကျတော့ကောင်းတဲ့ effect ကိုမရခဲ့ဘူးပေါ့နော်အဲ့တော့ဒီမှာရှိနေတဲ့ကျမတို့ရဲ့ gap ကဘာလဲဆိုရင် moderately reduced EF နဲ့ pressa EF ပေါ်မှာကောင်းမဲ့ MRA အခုတည်းမတွေ့သေးဘူးပေါ့နော်အဲ့ခါကျတော့အခုနောက်ပိုင်းမှာကျမတို့ကလူတွေကလည်း obesity ဖြစ်လာတယ် diabetes prevalence လည်းတက်လာတယ် metabolic disease တွေလည်းများလာတဲ့အခါကျတော့ pressa EF heart failure တွေရဲ့ rate ကပိုတက်လာတယ်ဒါပေမဲ့ pressa EF ပေါ်မှာကျမတို့လုပ်ပေးမဲ့ MRA ကမတွေ့ဘူးအဲ့တော့ကျမတို့ရဲ့ therapeutic need ပေါ်မှာ unmet ဖြစ်နေတယ်ပေါ့နော်အဲ့ဒါကတော့ finerenone မပေါ်ခင်အထိပေါ့နော်finerenone ပေါ်လာတဲ့2021ရောက်တဲ့အခါကျတော့ကျမတို့ finerenone နဲ့ study တွေကိုလုပ်ကြရတယ်ပေါ့အဲ့ finerenone နဲ့သွားပြီးတော့ moderately reduced EF pressa EF ပေါ်မှာလုပ်တယ် fine art HF study လို့ခေါ်တယ်အဲ့မှာလုပ်လိုက်တဲ့အခါကျတော့ तू ကဘာတွေ့လဲဆိုတဲ့အခါကျလို့ရှိရင် तू က good outcome တွေကိုတွေ့ရတယ် primary outcome တွေမှာဆိုတော့ CB ဓာတ်ကိုလည်းရောစေတယ် heart failure worsening ကိုလည်းရောစေတာကိုတွေ့ရပါတယ်ဒါ primary outcome က तू ကောင်းတယ်ပေါ့နော်နောက်ထပ်ပြီးတော့ finerenone နဲ့ကျမတို့ထပ်ပြီးတော့ study တွေလုပ်ပါတယ်အဲ့တော့ Figaro DKD နဲ့ Fidelio DKD ဆိုပြီး study တွေထပ်လုပ်တယ်သူတို့ကတော့အဓိက kidney ပေါ်မှာကြည့်တာပါ kidney ပေါ်မှာကြည့်ရင်တည်းမှာ cardiovascular ပေါ်မှာရောဘယ်လို benefit တွေရှိလဲဆိုတာကိုသူတို့ဆက်ကြည့်ပါတယ်ဆက်ကြည့်တဲ့အခါကျတော့ဒီ study နှစ်ခုစလုံးက cardiovascular death heart failure worsening hospitalization non-fatal stroke non-fatal MI အဲ့ဒီ effect တွေပေါ်မှာအဲ့ဒီ disease တွေအားလုံးပေါ်မှာ good effect ရှိတာကိုတွေ့ရပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ကျမတို့ fine art HF study ပေါ့နော် fine art HF study ကတော့ထပ်ပြီးတော့သူကတော့ဘာလုပ်တာလဲဆိုရင် finerenone ကို heart failure ပေါ်မှာပဲအဓိက mainly ကြည့်တာ fine art HF ကတော့အဲ့တော့ကြည့်တဲ့အခါကျတော့သူကလည်းဘာတွေ့လဲဆိုလို့ရှိရင် primary outcome တွေကကောင်းတာကိုတွေ့တယ်16% တောင် risk reduction ရတယ်16% risk reduction ရတယ် CB ဓာတ်ကိုရောစေတယ် heart failure worsening ကိုရောစေတယ်heart failure hospitalization ကိုရစီတယ်ပေါ့နော်အဲ့တော့ဒီ finerenone နဲ့လုပ်ခဲ့တဲ့ landmark trial ရဲ့3ခုလုံးမှာဆိုလို့ရှိရင် Fidelio DKD ကလည်းသူက 18% risk reduction ရတယ် cardiovascular ပေါ်မှာလည်းကောင်းတယ် kidney ပေါ်မှာလည်းကောင်းတယ်လို့ပြနိုင်ခဲ့တယ် Figaro DKD ကလည်းဒီတိုင်းပဲသူကလည်း 13% risk reduction ရတယ် kidney ပေါ်မှာလည်းကောင်းတယ် cardiac ပေါ်မှာလည်းကောင်းတယ်လို့ပြခဲ့တယ်အဲ့တော့ fine art HF ကကြတော့ cardiac ကိုပဲအဓိက mainly ကြည့်တာသူတို့က 16% reduction ရတယ်ပြီးရင်ဒီ primary outcome ဖြစ်တဲ့ CB death heart failure worsening of heart failure ဒါတွေကိုကောင်းတာကိုတွေ့ခဲ့ရပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ fine heart trial ပေါ့နော် fine heart trial ကတော့ဆော့ဆော့ပြောခဲ့တဲ့ Fidelio DKD Figaro DKD fine art HF study အဲ့ဒီ3ခုလုံးရဲ့ data တွေကိုပဲပူးလုပ်ပြီးတော့ပြန် analysis လုပ်တာပါသူကတော့တက်လုပ်တာမဟုတ်ဘူးအဲ့တော့အဲ့ဒီပူးလုပ်ပြီးတော့ data ကို analysis လုပ်တဲ့အခါမှာလဲ fine art study မှာလဲသူဟာကောင်းတယ်ဆိုတာကိုတွေ့ခဲ့ရတယ်ပေါ့နော်အဲ cardiac ပေါ်မှာလဲကောင်းတယ် kidney ပေါ်မှာလဲကောင်းတယ်ဒါကြောင့်မလို့သူက cardio renal continence ပေါ်မှာကောင်းပါတယ်လို့ finerenone ကထွက်ခဲ့ပါတယ်ဒါကတော့ fine art study ပေါ့နော်ဒါဆိုရင်ကျမတို့ကစဉ်းစားစရာရှိတယ်ပေါ့နော်ဘာဖြစ်လို့ steroidal MRA တွေတုန်းက moderately reduced EF နဲ့ pressa EF ပေါ်မှာဘာဖြစ်လို့ကောင်းတဲ့ effect မရခဲ့ဘဲနဲ့ဒီ non steroidal MRA finerenone အလှည့်ရောက်မှကောင်းလာတယ်ဘာဖြစ်လို့လဲနှစ်ခုစလုံးက MRA ပဲ MRA receptor တွေကို block လုပ်တာပဲဘာဖြစ်လို့အရှိကောင်တွေတော့မကောင်းခဲ့ပဲအခုနောက်ကောင်မှာကောင်းလာလဲပေါ့နော်အဲ့တော့ဘာကွာခြားလဲဆိုရင်ဒါတော့အရှိကspeaker တွေလည်းပြောခဲ့တယ်ဒီနှစ်ခုရဲ့ကွာခြားတာတွေကိုပြောခဲ့တယ်အဲ့ဒီမှာဘာကွာခြားတာလဲဆိုရင်ထပ်ပြီးပြောရရင် steroidal MRA တွေကသူက receptor က kidney နဲ့ heart ပေါ်မှာပဲရှိတာမဟုတ်ပဲနဲ့တခြားနေရာတွေမှာလည်းရှိတယ်ဥပမာ sex organ တွေမှာရှိတယ်တခြားနောက်တစ်ခုကကြတော့ genitourinary နဲ့ sex ဟိုဟာတွေမှာလည်းရှိတယ် endocrine organ တွေမှာလည်းရှိတယ်အဲ့တော့ရှိတဲ့အခါကျတော့ तू က target receptor binding တခုလည်းမရဘူးပေါ့နော် off target receptor binding ဖြစ်တယ်နောက်တစ်ခုက तू က hyperkalemia risk ကိုရစေတယ်ပြီးတဲ့အခါကျတော့ steroidal MRA တွေက तू က selected blocker မဟုတ်ဘူးတော့ပေါ့နော်အဲ့တော့လိုအပ်တဲ့ MR receptor တွေပေါ်မှာcomplete
blockage မရဘူးသူက selective မဟုတ်ဘူးတခြားကို target မလုပ်တဲ့ organ တွေကိုလည်းသူက block လုပ်တဲ့အတွက်ကြောင့်သူက incomplete MR blockage ရတယ်ဒါတွေကိုဘာတက်ပြခဲ့လဲဆိုရင် top cut study ကပြခဲ့တယ် top cut study က eplerenone ကို moderately reduced နဲ့ pressor EF heart failure မှာတုံးကြည့်တဲ့အခါမကောင်းဒါဆိုတစ်ဖက်ကပြန်ပြောမယ် finerenone ကဘာဖြစ်လို့ဒီဘက်က moderately reduced EF နဲ့ pressor EF ပေါ်မှာကောင်းတာလဲပြောရင် finerenone ဒီ highly selective MR blockage ရတယ်ပြီးရင်သူက off target receptor binding မဖြစ်စေဘူးသူ့မှာပဲဒီ kidney နဲ့ heart နဲ့ပေါ်မှာပဲသွားပြီးတော့ bind လုပ်တယ်တခြားနေရာတွေတခြား tissue တွေမှာ bind မလုပ်ဘူးhighly selective blockage ရတယ်ပြီးရဲ့အခါကျတော့သူက kidney နဲ့ heart ပေါ်မှာလည်းသူက receptor တွေကညီမျှပဲရှိတယ်နှစ်ခုလုံးမှာ balance ဖြစ်ရှိတယ်ဒါလည်းကောင်းတဲ့အချက်ဖြစ်တယ်တနေရာမှာပဲစုနေတာမဟုတ်ဘူးနှစ်ခုလုံးမှာညီမျှရှိနေတယ်ဒီ finerenone က anti fibrotic effect ကပိုပြီးတော့ stronger effect ရှိတယ်ကျမတို့က pressor EF နဲ့ reduce EF heart failure တွေရဲ့အဓိကဖြစ်စေတဲ့ pathophysiology က inflammation နဲ့ fibrosis ကြောင့်ဖြစ်တာဒါကြောင့်မို့လို့ဒီ non steroidal MRA တွေကသူက anti fibrotic effect က stronger ဖြစ်တယ် anti inflammatory effect ကလည်း stronger ဖြစ်တယ်ဒါကြောင့်မို့လို့ဒီ non steroidal MRA finerenone ကကျမတို့ moderately reduced EF နဲ့ pressor EF ပေါ်မှာကောင်းတဲ့ effect ကဒီအချက်တွေကြောင့်ရရှိတယ်လို့ယူဆတယ်အဲ့ဒါကိုသက်သေပြခဲ့တာကတော့ Fine Art HF study ကပြခဲ့တာဖြစ်တယ်အဲ့တော့ဒါဆိုရင်ကျမတို့ finerenone ဒီ heart ပေါ်မှာလည်းကောင်းတယ် vessel ပေါ်မှာလည်းကောင်းတယ် renal ပေါ်မှာလည်းကောင်းတယ် metabolism မှာလည်းကောင်းတယ်ပေါ့နော်သူကဘာဖြစ်လို့လဲဆိုရင် inflammatory mediator တွေအဲ့ဟာတွေကိုရော့စေတယ်အဲ့ဟာကြောင့်မလို့ fibrosis တွေရော့စေတယ်ဒါ cardiac remodeling ကိုကောင်းစေတယ်ဒီလို effect တွေနဲ့မို့လို့အရင်တော့ကကျမတို့treatment deficit ဖြစ်ခဲ့တဲ့ moderately reduced EF နဲ့ pressor EF ပေါ်မှာကောင်းတာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ကျမတို့တစ်ချက်ပြန်ကြည့်မှာက guideline directed medical therapy တွေရောဒီ heart failure 3မျိုးမှာဘာပြောခဲ့လဲပေါ့နော်အဲ့တော့ heart failure 3မျိုးမှာဘာပြောခဲ့လဲဆိုလို့ရှိရင်တော့ကျမတို့ဒီမှာဆိုလို့ရှိရင်တော့ reduce EF ကတော့ဆရာတို့အားလုံးသိပြီးတဲ့အတိုင်းပဲကျမတို့ARNI ACI ARB ဒါတွေအားလုံးသုံးတယ် first line သုံးရမယ်ပြီးတဲ့အခါကျလို့ရှိရင် beta blocker သုံးရမယ် first recommendation 1နဲ့သုံးရမယ်ပြီးတဲ့အခါကျလို့ရှိရင်ကျမတို့ MRA သုံးရမယ် SGLT2 သုံးရမယ် diuretic သုံးရမယ်ပြီးတဲ့အခါကျလို့ရှိရင် ivabradine ပါတယ်ပြီးရင် hydrolysine ပါတယ်ပေါ့နော် moderately reduced မှာဆိုလို့ရှိရင်လည်းဒီ3ခုလုံးရှိတယ် pressor EF မှာနည်းနည်းလေးထူးခြားတာလေးကိုပြောမယ်ပေါ့နော် pressor EF ကတခြား heart failure တွေနဲ့မတူတာဘာပြောလဲဆိုရင်သူက ACI က not recommended ACI ARB အာနီမှာဆိုရင်သူက ARB ကိုပဲသုံးခိုင်းတယ်ပြီးရဲ့အခါကျလို့ရှိရင် beta blocker မသုံးခိုင်းဘူး pressor EF မှာ guideline directed မှာဒါလေးတွေကနည်းနည်းကွာခြားတယ်တခြားဟာတွေရဲ့ heart failure နဲ့ရှင် pressor EF မှာ ACI ARB အာနီမှာ ARB ကိုသုံးခိုင်းတယ် beta blocker ကိုမသုံးခိုင်းဘူးပေါ့အဲ့တော့2026 ACC AHA guideline အရဆိုလို့ရှိရင် recommendation တွေကဘာပြောလဲဆိုရင် reduce EF မှာဆိုလို့ရှိရင်တော့ကျမတို့ ACI ARB အာနီဒါတွေဟာသုံးရမယ်နောက်တစ်ခုက beta blocker MRA SGLT2 ဒီထောက်တိုင်ကြီး၄ခုကသုံးရမယ်ပေါ့နော် moderately reduced EF မှာဆိုရင်တော့ SGLT2 နဲ့ MRA ကိုပြောတယ်pressor EF မှာဆိုရင်တော့ SGLT2 သူကဝါတဲ့လူတွေဖြစ်တာများတဲ့အတွက်ကြောင့် GLP-1 receptor agonist သုံးရမယ်နောက် MRA finerenone သုံးရမယ်ပေါ့နော်အဲ့တော့ moderately reduced နဲ့ pressor EF မှာဆိုရင်သုံးရမယ့် MRA ကတော့ non steroidal MRA finerenone သုံးခိုင်းတယ် reduce EF မှာဆိုလို့ရှိရင်တော့ steroidal MRA သုံးလဲရတယ် non steroidal သုံးလဲရတယ်ပေါ့နော်ဒါကြောင့်မလို့ကျမရဲ့ဒါနောက်ဆုံး slide ပါ take home message အနေနဲ့ဆိုလို့ရှိရင် finerenone က non steroidal MRA with differentiated mechanism ရှိတယ် superior selectivity and specificity ရှိတယ်ပြီးတဲ့အခါကျရင် fidelio DKD ficardio DKD တွေကလည်းပြထားတာတော့ significant CV renal protection ရှိတယ် diabetes နဲ့ CKD patient တွေမှာရှိတာကိုပြထားတယ်
fine art HF က HF study ကကြတော့ moderately reduced နဲ့ pressure EF ပေါ်မှာ regardless of diabetes status မှာကောင်းတယ်ဆိုတာကိုပြထားတယ်fine art study ကကြတော့ဒီ evidence တွေအားလုံးက cardio-renal continence ပေါ်မှာ benefit ရှိတယ်ဆိုတာကိုပြပါတယ်။ဒါကြောင့်မလို့2026 ACC AHA မှာဆိုလို့ရှိရင်သူက guideline က finerenone ကို emerging therapeutic option အနေနဲ့ support လုပ်လာတာကိုတွေ့ရပါတယ်။ဟုတ်ကဲ့ဒါလေးကတော့ကျမရဲ့ take home message လေးပါ။ကျမတို့ကအခုဆိုရင်ကျမတို့ speaker 3ယောက်ပြောပါမယ်။ Professor နီနီလိုင်ရဲ့ကျမရဲ့ Professor ထက်ခင်ရဲ့3ယောက်ပြောပါမယ်ပေါ့နော်ဒီ non steroidal MRA ကိုကျမတို့ခွဲပြီးတော့တင်ပြမှာဖြစ်ပါတယ်အဲ့တော့kidney ပေါ်မှာရောဘယ်လိုလဲကျမကတော့ heart ပေါ်မှာဘယ်လိုလဲတယောက်ကတော့ general အနေနဲ့ပြောမယ်ပေါ့နော်ဆရာကြီးဥက္ကုကတော့ကျမတို့ chair အနေနဲ့ဆောင်ရွက်ပေးပါတယ်ကျမတို့ဒီဟာတွေအားလုံးကိုလွှင့်ပြီးတင်ပြပြီးပြီဆိုရင်ကျမတို့ webinar လေးတစ်ခုလုပ်မှာပါဆရာတို့ဆရာမတို့နားထောင်ပြီးသွားတယ်ဆိုရင်လည်းဆရာတို့ဆရာမတို့မှာမေးစရာမေးခွန်းလေးတွေရှိလာမှာပါရှိလာခဲ့ရင်လည်းဆရာတို့ဆရာမတို့နည်းနည်းလေးတင်းမှတ်ထားပြီးတော့ကျမတို့ရဲ့ webinar ကြားလို့ရှိရင်ကျမတို့ကိုယဉ်နီးခင်မင်စွာနဲ့ friendly ဖြစ်စွာနဲ့မေးမြန်းလို့ရပါတယ်ကျမတို့အဲ့ကြားလို့ရှိရင်လည်းကျမတို့ထပ်ပြီးတော့တွေ့ကြအောင်မှာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်